မိတ်ဆွေတို့အခုအသုံးပြုနေတယ်လေအေးပေးဆက်ဆိုတာတကယ်တော့လူတွေအေးမြဖို့အတွက်စပြီးတည်ထွင်ခဲ့တာမဟုတ်ဘူးဆိုရင်ယုံကြည်မလားဟုတ်ပါတယ်သူ့ရဲ့မူလရည်ရွယ်ချက်ကတော့စက်ကူတွေအတွက်ပါ1902ခုနှစ်နယူးယောက်မြို့ကပုံနှိပ်တိုက်တွေမှာအကြီးအကျယ်ဒုက္ခရောက်နေတဲ့ပြဿနာတစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့စိုးထိုင်းစာပါပဲရာသီဥတုကပူပြီးစိုးထိုင်းစာတွေများလာတဲ့အခါမှာပုံနှိပ်မဲ့စက်ကူတွေကပွာလာတယ်။အရွယ်စားတွေပြောင်းပြီးအယောင်တွေပါလွဲကုန်ကြပါတယ်။ဒီလိုနဲ့စာအုပ်တွေပိုစတာတွေအများကြီးပျက်စီးပြီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာတော့အသက်25နှစ်အရွယ် Willie Carrier ဆိုတဲ့အင်ဂျင်နီယာလေးရောက်ရှိလာပါတယ်။သူကလေထုထဲကအဆိုဓာတ်တွေကိုထိန်းညှိပေးမဲ့စက်တစ်ခုကိုစမ်းသပ်တီထွင်လိုက်ပါတော့တယ်။ဒါပေမဲ့မထင်မှတ်ထားတဲ့ရလဒ်တစ်ခုကတော့သူ့ရဲ့ဆက်ကဆိုဓာတ်ကိုဆွတ်ယူလိုက်တဲ့အခါမှာအခန်းထဲကလေထုပါအေးမြသွားစေတာပါပဲစက်ကူတွေမပြတ်စီးတော့တဲ့အပြင်အလုပ်သမားတွေပါတက်တောင့်တက်တာဖြစ်သွားကြပါတယ်ဒီလိုနဲ့ဒီနည်းပညာဟာ1920နောက်ပိုင်းမှာရုပ်ရှင်ရုံတွေစီရောက်ရှိလာပြီးနွေရာသီမှာလူတွေအေးအေးဆေးဆေးရုပ်ရှင်ကြည့်ဖို့လေအေးပေးဆက်ရှိရာကိုအလူရက်လာကြရင်းကနေတကဘာလုံးကိုပြန့်နှံ့သွားခဲ့တာပါဒါကြောင့်မလို့ဒီနေ့ခေတ်ကျွန်တော်တို့အသုံးနေတဲ့လေအေးပစ္စည်းဆိုတာစက်ကူတွေကိုကယ်တင်မှုစူးစမ်းရင်းကနေပေါ်ပေါက်လာတဲ့တီထွင်မှုတစ်ခုဖြစ်ကြောင်းဘုဒ္ဓအနေနဲ့မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ